မနက်အစောကြီးကတည်းကအီတန်ကကားကိုမရမနှက်မောင်းလာခဲ့တာပါခန္ဓာကိုယ်လည်းမောစိတ်လည်းပင်ပန်းပြီးညနေခင်းရောက်လာချိန်မှာတော့လမ်းဘေးကဟိုတယ်ဆိုင်ဘုတ်တစ်ခုမီးလီနေတာတွေ့တာနဲ့ကားကိုအဲ့ဟိုတယ်ပဲမောင်းဝင်လာခဲ့လိုက်ပါတယ်အနားယူဖို့ပဲစဉ်းစားပြီးဟိုတယ်ထဲကိုဝင်လိုက်တဲ့အချိန်အရာအားလုံးကထူးဆန်းလာကိုတိတ်ဆိတ်နေတယ်မီးတွေထွန်းထားပေမဲ့လူရဲ့အသက်ရှူတန်းတော့မကြားရပါဘူးအဲ့ဒီချိန်ဝန်ဒန်မိန်းကလေးတယောက်ရှိထွက်လာပြီးအေးဆက်တဲ့အပြုံးနဲ့ကျူးဆိုပါတယ်သူမကဟိုတယ်ဖွင့်ထားပါတယ်လို့ပြောပြီးမကြာသေးခင်မှာမပြုတ်ပြင်ပြောင်းလဲမှုတွေပြီးသွားခဲ့တာဒီညအတွက်တော့အီတန်ကပထမဆုံးဧည့်သည်ပါလို့ဆိုတယ်သူမနာမည်ကတော့လီလီပါလို့မိတ်ဆက်လာပါတယ်စကားပြောပုံကတော့တာမန်ပဲဒါပေမဲ့သူမရဲ့မျက်နှာမှာနှွေးထွေမှုမရှိဘူးအေးဆက်သည်စိတ်ခံစားချက်မရှိသလိုပဲ ID baby စာလွတ်စာတန်းတွေဖြေလိုက်တော့အခန်းနံပါတ်106ရဲ့တော့ကိုသူမကအီတန်လက်ထဲထည့်ပေးလိုက်တယ်နေထိုင်မှုပျော်ရွှင်ပါစီလို့ပြောတဲ့အတန်ကနားထဲမှာထူးထူးခြားခြားအေးစိမ့်သွားတယ်ဟိုတယ်အတွင်းကိုကြည့်လိုက်တော့တန့်ရှင်းပြီးလှပါတယ်ဒါပေမဲ့လူတစ်ယောက်မှမတွေ့ဘူးအီတန်ကဘာလို့ဒီလောက်တိတ်ဆိတ်နေတာလဲလို့မေးလိုက်တော့သူမကအေးအေးဆေးဆေးပဲဒီညောင်မှာဧည့်သည်ကမင်းတယောက်ထဲပါလို့လီလီကပြောပါတယ်ပြီးတော့လာအနေငယ်ကဒီဟိုတယ်မှာမတော်ရဆတည်ဆုံးမှုတစ်ခုဖြစ်ခဲ့လို့ပါဆိုပြီးထပ်ပြောလိုက်ပါသေးတယ်အီတန်လည်းစိတ်ထဲမှာတတ်တာလို့ဖြစ်လာတာနဲ့အချိန်ကြီးကိုပေါ့ပါစေခြင်းလို့ဘီယာတစ်ခွက်တောင်းလိုက်တယ်သူမကလည်းယူလာပေးမယ်ဆိုပြီးနောက်ဘက်ကိုထွက်သွားတယ်ဒါပေမဲ့အချိန်ကြီးကြာသွားတယ်လီလီပြန်မလာဘူးစောင့်နေရင်ခန္ဓာကိုယ်ထဲမှာအပူရှင်တက်လာတယ်လို့ခံစားရတယ်ချောင်းဆူလာတယ်အသက်ရှူခတ်လာတယ်အခုညီအော်တောင်းမိလိုက်တဲ့အချိန်မှာပဲသူမပြန်ပေါ်လာပြီးအားလုံးအစိပ်ပြေလားလို့မေးတယ်ဒါပေမဲ့အီတာမျိုးရှိတဲ့ချင်မိတ်လိုက်ပြီးပြန်ဖွင့်လိုက်ချိန်မှာသူမမရှိတော့ဘူးဟိုတယ်အတွင်းလိုက်ရှာရင်လီလီလို့အချိန်ချင်းခေါ်နေမိတယ်အတန်တော့ပြန်ကြားနေရတယ်လို့ပဲဒါပေမဲ့လူကိုတော့မတွေ့ဘူးနောက်ဆုံးမှာအဲဂျိုကောင်တာဘေးနေရန်ပေါ်မှာချိတ်ထားတဲ့သတင်းစာဟောင်းတစ်စောင်ကိုတွေ့လိုက်တယ်အဲ့ဒီသတင်းစာထဲမှာဟိုတယ်ဝန်ထမ်းမင်းကလေးတူမတော်တဆတေဆုံးဆိုတဲ့ခေါင်းစဉ်နဲ့တပ်ပုံတစ်ပုံပါနေတယ်တပ်ပုံတွေကမင်းကလေးကဒီညအီတန်နဲ့စကားပြောခဲ့တဲ့ဝန်ထမ်းမင်းကလေးနဲ့တယောက်တည်းအတိအကျတူနေတယ်အဲ့ဒီချိန်မှာပဲအရာအားလုံးကိုနားလေသွားတယ်ဒီဟိုတယ်မှာတေဆုံးခဲ့သူကဧည့်သည်မဟုတ်ဘူးဝန်ထမ်းမင်းကလေးကိုယ်တိုင်ပဲဖြစ်နေတယ်ဆိုတာကိုအီတန်နားလေသွားတာတဲ့ချိန်ပဲမှာပဲလက်ထဲမှာကင်ထားတဲ့အခန်းနံပါတ်106တော့ကယူတရဲ့အလုံးအမင်းအေးဆက်သွားသလိုခံစားလိုက်ရတယ်ဟိုတယ်အတွင်းမှာလည်းလက်ရှော့လန်ကမီးတွေတစ်ခုပြီးတစ်ခုပိတ်ဆိတ်စွာပိတ်သွားတယ်အီတန်တယောက်အသက်ရှူလိုက်တိုင်းရင်ထဲမှာလေးလံလာပြီးအသက်ရှူမဝသလိုခံစားလာရတယ်အဲ့ဒီအချိန်နောက်ဘက်ကနေအေးဆက်တဲ့အတန်တစ်ခုဖြီးဖြီးချင်းကြားလာတယ်နောက်လေးကြည့်လိုက်ချိန်မှာဘာမှမရှိဘူးဒါပေမဲ့ဟိုတယ်ရဲ့အခန်းနံပါတ်106တကားကဖြည်းဖြည်းချင်းပွင့်သွားတာကိုတွေ့လိုက်ရတယ်သူနောက်ကြားသွားပြီးဆိုတဲ့အတီးနဲ့အတူဟိုတယ်ရဲ့ဝင်ပေါက်ရှိရာကနေအပြင်ကိုထွက်ဖို့စူးစမ်းလိုက်ချိန်မှာပဲအဲဂျိုကောင်တာရှိကမှန်ထဲမှာအီတန်ရဲ့ပုံရိပ်ကကြောက်စရာကောင်းတဲ့ပုံစံနဲ့ပြုံးပြနေတာကိုတွေ့လိုက်ရပါတယ်အီတန်ကြောက်လန့်တကြားနဲ့နောက်ကိုဆုပ်ရင်းအသက်ရှူမဝဖြစ်လာတဲ့ဒီယာဝုန်းကနေပြေးထွက်ဖို့ရှိသမျှအင်အားတွေစုပြီးဟိုတယ်ရဲ့ဝင်ပေါက်စီကိုထွက်ပြေးဖို့လှည့်လိုက်ချိန်မှာပဲခြေလန်းဒီရက်တန်ထားပါတယ်အေးဆက်မာကျော်နေတဲ့လက်တဆုံကအီတန်ပခုံကိုလှမ်းဆွဲထားလိုက်ပါခဲ့အီတန်အတန်ကုန်အိုဟစ်လိုက်ပေမယ့်သူ့အတန်ကထွက်မလာခဲ့ပါဘူးမုန်းချက်မိုးတဲ့အသက်ရှူမဝမှုတွေနဲ့သူ့အမြင်တွေဟာအမှောင်ကဘာထဲကိုတဖြည်းဖြည်းတိုးဝင်သွားပါတော့တယ်